ဒီလိုပြုမှုဆိုတာအဖိုင်905ပါခံရတယ်ဆိုတာနေမသိနေရောလားနေမသိနေရောလားကိုယ့်တက်ကိုယ်တော်မမျိုးပဲရေးရတော့နေပါရဖြစ်နေတာတော်တင်စမ်းနောက်တော်တင်စမ်းမလာပါဘုရားပြားရဲ့လူထန်သမရာဒုရှန္တာချစ်လေမောင်ဖျားဆွေနန်းတော်ကိုပြန်ခွာလာကြတတိလက်လို့ငတ်တော်ကျိုးဖြစ်တဲ့သမီးမှာအပြစ်တွေကြီးပါလေသမီးကိုခွင့်လွှတ်တော်မူပါဘုရားပြားရဲ့ဟုတ်တာကြောင့်ဟုတ်ကဲဝါတော့တန်ပါလာကြောင့်ပေါ့လေဒီနေ့ဒီစုံကအထူးတောင်းသမီးတောင်းဝင်မှာဘုရားဗျာသမီးတောင်းဝင်မှာဒီရောမောင်ပြန်တော့အတရဘူစရဲဘီဆွေးနေတယ်အယောက်ကဲ့ရတီနေငါတောင်းတော့ထဲကိုကြောင့်မေ့နေအမိုက်မမင်းမအပြစ်ရှိလားမရှိလားပြောလားသမီးမအပြစ်ရှိပါတယ်ဖဖဖျားရဲ့အပြစ်ရှိပါတယ်အပြစ်ရှိပေးရမှာပါလေညာကမိဘဒုက္ခတရားကြောင့်ဟုတ်လားဘုရားကိစ္စမေ့လျော်တယ်နေလည်းကမင်းကိုမဲစေသူတော်စင်ရသေးကြီးဖျားသူတော်ကောင်းတရားများကိုကြင့်ကြံပွားများအားထုတ်နေတဲ့သူတော်စင်ရသေးကြီးပြီတရားဝါများဟာစာနာတနာလို့ငဲ့ရတော်မူပါဖျားငဲ့ရတော်ပါဖျားโอ้ရသေးနဲ့ကိုတော်တို့ဟာနာမဆွန့်ခါပြီးအဝါရီတင်နဲ့ဆင်မြတ်ပြီးကပ္ပထန်တရားအလောက်ကိုထွက်လာခဲ့ကြတာဒီလိုသာမာတုကမှရောဆက်နေတန်များနဲ့ဘယ်လိုလွတ်တော့မှာလဲမှန်ပါတယ်ဗျာနောက်တော့ဘုရားနဲ့ဤဝါတို့ဟာသူတော်စင်တရားများကိုကြင့်ကြံပွားများအားထုတ်နေကြလို့ယခုဆိုရင်နောက်တော့စိတ်တကောဆွဲရအမျိုးမျိုးကိုရရှိပြီးတော်ဘရင်ရာသာကြာချင်သေးတော်မှာမေ့ဆိုရင်မေ့လဲဆိုရင်လဲမနှောတတ်တဲ့အပိုင်ရလို့လုံးကချစ်ခင်လေးသာကြည်ညိုနေတာပါဖေဟာဟုတ်ပါတယ်မောင်တော်ဒုပ္ပတဖေဟာသမီးလေးပန်းမာလာအတွက်မိမသားချင်းကိုချင်းစာလူရင်းအရာပြောရရင်သမီးလေးပန်းမာလာမှာတကူနှစ်သက်ကိုဝင်မပေါ်မပိုင်းနဲ့မှုလို့ပါဒါကြောင့်မလို့သမီးလေးလေးတော်မောင်ကမေ့စီဆိုတဲ့အပြစ်တွေကိုပြောင်းပြီးတော့ပေးသနာတော်မူပါဒီနေ့အပြစ်လေးပေးပါဖေရခက်ပါတယ်ရတဲ့မာကြီးတို့ရတဲ့ကြီးတို့ကြောင့်လည်းခက်ပါတယ်နာမစွန့်ခွာပြီးတောထွက်လာခဲ့ကြတာဒီလိုသာမာတုကမနဲ့ရောရှက်နေကြောင်းတင်ငန်းကြီးမာလိနေနဲ့ပြစ်ဖို့ရှိတော့တာပေါ့ဟောဒီသမီးငယ်လေးပန်းမာလာကိုတော့ဘုရားကျွန်တော်မျိုးပန်းကြီးငယ်လေးထဲမှာတလေးစံများပြုစုစောင့်ရှောက်ရမှာညတာတနာပြီးငဲ့ညာလာတဲ့တန်ရောစင်ညမဲစေဆိုတဲ့အဖြစ်ကိုတော့ညတာတနာလို့ရှော့ပေါစဉ်းစားပေးတော့မှာဘုရားစဉ်းစားပေးပါဘုရား
ဖတ်ပြီးသားစင်စွဲဝင်နေလို့ထုံးတယ်မရှိလို့ဝေးပြီးသားတွေပေါ့ပြန်ကောက်ရိုးထုံးတယ်လည်းမရှိဘူးဆိုတာအရှင်သိသိကြောင်ပါဗျာ ဟိုပါတော့ညာလေအရှင်နဲ့ရသေးမာကြီးစကားမပယ်ရှမ်းဝင်တာကြောင့်ပေါ်ရတဲ့ပြည်ကိုပြန်စင်းလာတာပါလေ တာဒုပါဗျာ ဟဲ့ဘယ်မှာလားအမိုက်မ ဖေဟာ ရှေ့တို့ခါလားရှေ့တို့ခါလား မှန်လားပါဗျာ နေလားနေလားမောင်နေလင်မောင်ပြန်သွားတော့နေလင်ကဒုက္ခတွေပြင်ဘာတွေများပေးခဲ့တယ်ဘာတွေများပေးခဲ့တယ်ဟဲ့ မှန်လားပါဗျာအရေးကြုံရင်ရွှေနန်းတော်ကိုလိုက်လာလို့ရအောင်ဟိုရီကလက်ဝဲယေဒနာကိုသမီးတော်ကိုပေးခဲ့ပါတယ်ဖဗျာရှုစားတော်မူပါ ဟဲ့ဘာလဲဘာလဲ ဟာမရှိတော့ရှာပေးကြပါဦးပြည့်ရဝန်တော်နာကြပါဦးရှာပေးကြပါဦး 哦，သမီးလေးတို့ကလည်းသမီးတော်လေးတို့ကလည်းတော်ရပေါ့ရော့တာဟိုရှာမင်းမြန်တွေ့ပြီလား ဟောဒီမှာပါဗျာရှုစားတော်မူပါ ဩယောက်ျားကလက်ဝတ်တော်ရှင်ဘရင်လက်ဝတ်တော်ဆိုတော့ငါသမီးလေးနဲ့ချောင်ပြီးကြွကြသွားတာနေမှာပေါ့နားစဉ်လက်ဝတ်တော်တွေကြောင့်မင်းတော်ကြီးလည်းအတိသားနဲ့ဗျာကဲသမီးလေးသိချသိနော် အေးနေလင်ကမေးဆိုတဲ့အပြစ်ကတော့ပြန်ရုပ်သိမ်းလို့မရတို့တော်ညာလေဒီလောက်တော်မြင်လို့ရှိရင်နေလင်ကနေကိုပြန်တရိရစေ ဝါတာပါဗျာဝါတာပါ ရှင်ကတပါ ဖေးရ ဒီလိုနဲ့တော့ဖြစ်ချင်အရှင်တို့ကျုပ်တို့နမ်းမတော်ကြီးလို့ဆိုတာနမ်းမှာစွန့်ခွာပြီးဝါရီတင်စင်မြတ်ကမ္မထံတရားလို့လုပ်ဖို့အတွက်တော့ထွက်လာရတာဒီလိုတော့မာတုကာမတွေနဲ့ရောနောရှက်လို့အရှုပ်ထွေးတွေဖြစ်လာခဲ့အကြောင်းမသိပဲမစင်ရင်မီပဲအတိုင်းတိုင်းပြည်ကကြားတယ်ရှက်စရာကောင်းတယ်ဒါကြောင့်သမီးတော်ပန်းမာလာမှာလဲတကောနှစ်သက်ကြီးနဲ့မို့သူ့လင်ရှိတဲ့ရွှေနန်းတော်သာပြန်ပို့လိုက်တာကောင်းတယ်ဗျာပြန်ပို့လိုက်တာကောင်းတယ်ဗျာ သူတော်စင်ရသေးကြီးဒုပ္ပတအမိန့်ရှိသွားတာမှန်တယ်သမီးမှန်တယ်သမီးဘာရသေးနဲ့ဟောဒီရသေးမယ်ဘုရားတို့တော်တော်တောင်းစီမနေကြရတာသမီးတို့လည်းအသိပါကွယ် မှန်လားပါ အ ဗျာ ရေးအကြောင်းကြီးငယ်ရှိမှမီးအချက်ပြပြီးအဆက်တွေလောက်ကြရတာနောင်တော်ဒုပ္ပတရသေးကြီးဟာစီကံနိမန်နဲ့ကျင့်သုံးနေထိုင်တဲ့သူတော်စင်ရသေးကြီးပါကွယ်ပြီးတော့သမီးလေးမှလည်းတကုတ်နဲ့တက်မပေါ့မပန်းနဲ့ဆိုတော့ဘာရသေးလို့ကြောင်းသင်္ကန်းနဲ့မအဆက်တာတော့အမှန်ပဲသမီးမအဆက်တာတော့အမှန်ပဲကဲပြန်ဝနာ ဖေယာ အနတုရ ဖေယာ ဟောဒီသမီးလေးပန်းမာလာကိုလိုက်ပါစောင့်ရှောက်ကြပြီရသေးမဲဖယားနဲ့ဝင်ကြတော်တို့ကကျောင်းသင်္ကန်းကိုစောင့်တာမာလိနေမြစ်ထက်နာဝါလေးဖြင့်ကုခါကသမီးငယ် ဗျာ ရွှေနန်းတော်အရောက်သွားကြပါစို့ကွယ် မှန်ပါဗျာ ချစ်အားထားနဲ့ယုံစားပြီးအခုဖြစ်ဘယ်ဝေပေးစီ
မရှိပဲချစ်ရဲ့တရားခံမခံစားနိုင်ဘူးနှလုံးသားမလို့ဆက်ဆက်ထားသည်နောက်ဘဝကတည်းရှိကြည်ပါစီဒီလိုမတူရင်သစ္စာတိုင်းရဲ့ဆိုတင်းတဲစော်ဒီရသောမင်းမျိုးတကောအရှိန်မြတ်ပံပိန်တို့တဲ့အာခိရာဇာတာဘိဒါတို့တမရအနွယ်လုံးတင်တဲ့ဒီထေဝကညာငါတိပယောဒီကိစာမောတတော်ချင်းကြောင့်စွမတောင်းသည်ကောင်းချီးပိသိတွန်းစေတော်နေမလားကျက်တယ်ရှိကြောင်းပါဗျာတာရုဣတိပိကောင်းလီစွာတကားခန္တီပရမမြတ်သောတပ်ဖို့အကျင့်သည်ခန္တီတိခဏင်းဖြင့်ပရမမြတ်သောတပ်ဖို့အကျင့်သည်ဒါကြောင့်ခန္တီပရမမြတ်သောတပ်ဖို့အတိတ်ခါတယ်ဘာတိခန္ဓာလေကိုရောတတိလာဟီလာတော်သာထွက်တော့မင်းကြီးတို့ကိုရောတနေ့လေးတစ်ချိန်ကြခေါင်းစင်းမင်္ဂလာပြုလုပ်ဖို့အတွက်စိုးတင်းလာခေါ်တကယ်တော့ကိုရောအခမေစီမိဖုရားလောင်းဖြစ်တဲ့ပေါမလာတဲ့လေရွှေလဲနဲ့မြက်ထက်တော်ထဲမှာဆိုတော့မင်းကြီးတော်ဆောင်တဲ့တောင်ဆောင်တဲ့အပေါင်းကိုတိုင်တယ်ပြီးတော့ပြုလုပ်ရတယ်မမဟုတ်တယ်နော်မမဗျာအေးအဲ့ဒါအခုတော့နှမတော်လေးဒီတိုင်းထားခဲ့ရဒီဘက်ကမိဖုရားတွေကသုတ်ခေါ်လို့အမှန်တကယ်ဟိုမှာအဲ့ဒါကန္တပတ်လက်ထပ်ခြင်းဟမ်ကန္တပတ်လက်ထပ်ခြင်းမင်္ဂလာပြုလုပ်မလို့စောတဲ့မိဖုရားများကကောင်းစင်းမင်္ဂလာခေါ်ခိုင်းတယ်ဒါနဲ့မိဖုရားတွေဘက်ကရောကိုရောကောင်းစင်းမင်္ဂလာတစ်လေးတစ်ချိန်ကြပြုလို့အလုံးအစိမ့်အသင့်ဖြစ်ပြီလားမိဖများအစင်းလေးဖြစ်ကြောင်းပါဗျာကောင်းနေသွားအော်ဒါနဲ့မင်းကြီးတို့ကိုရောနမတော်လေးပန်းမာလောက်တရိယာလုံးလို့လေနန်းတွင်ပကြီးအကျော်မောကိုတန်းစုံပုံတူပကြီးရုပ်စွာရေးခိုင်းတာမပြီးကြသေးဘူးလားမမင်းများဟဲ့မှန်ပါဗျာအမေတော့မရှိတာကြောင့်
အရေးချေကြည့်ခါသားနေရောက်ပါပဲ။ အမင်းတော်ရှိမှလားမင်းကြီးရဲ့နှမတော်လေးသတိရဖို့ကြီးကတော့မင်းကြီးမလေးလိုတာသလုံးတွေကိုတော့ဝန်တာတာဗောမင်းကြီးရဲ့ဓမ္မလေတော်တော်အလိုက်မသိတဲ့မင်းကြီးတွေပဲအခုလိုညနေညီလာခံမှာချင်းမျောလို့မသိတော်ပါဖျားလို့ရှောက်တင်မှပေါ့တော်တော်အလိုက်မသိရပဲ ကန္နာတစ်ပင်တရံစင်လို့ကိုတို့ရဲ့မျက်နှာလေးမညှိုးနွမ်းသွားအောင်လို့ကျွန်တော်မျိုးတို့ဆောင်ကျင်းထားပါတယ်ဖေ။ အေးမမလေဓမ္မမှန်တော့ပါပကြီးကျော်မောတန်းတော်ရေးဆွဲထားတဲ့တမ်းမာလာတဲ့ပုံလူပကြီးကရရှိပါပြီရှင်ဗျာရရှိပါပြီ အဲ့ဒါအရင်ပဲဆက်တာပဲနေငါကအဲ့ဒါလေးကြည့်ချင်းငါပန်းမာလာလေးမျက်နှာတော်လေးကြည့်ချင်းနေပါလို့ဆိုနင်တို့ဒါလေးအရင်ဆက်တာမှာဗောဟုတ်တာပဲဟဲပါမာလာမိုင်းမဘုရားတတိစုမကတ်တဲ့နေ့ကြောင့်နေလေလာနေကိုမဲတော်သူမအရင်ဆဲဖဲပုံသွားကိုတော့ပန်းမလာရဲ့ပုံလေးဗျ ဟေးတိတ်ဆန်းတော်တော်အာသွားနေလားရှာလီကြီးစာကြွေးခံနေလားဘာလို့ မှန်လားပါအကမဟေဒီပဲမာမာဒါ ဟဲ့နင်တို့ပေါက်ကိုပိတ်ထားစမ်းငါပိတ်သွားနောက်တော့ခါစားကြ ဟဲ့မောင်မဘာလဲ လာပါရွှေရကြီးဖေ။သူတော်စင်ရသေးတဘာမှတွေးခွင့်တောင်းနေပါသဖြင့်ဝင်ခွင့်ပြုတော်မူပါဖေ။ ကောင်းပြီမောင်မင်းဝင်ခွင့်ပေးလိုက်ပါ ပါဗျာ မမဘာတိနင်းနဲ့ဆန်စီစေစာလေးပါးပစ္စည်းမပြည့်စုံလို့ရွှေဘုံရွှေနှမ်းလို့ကြွမြန်းတော်မူလာတော့ဗျာ အာရောရင်းမြစ်ရှင်ပို့သားသည့်မြစ်တာလှူဒန်းသည့်တရားများကြောင့်စံစီစေးစာလေးပါးပစ္စည်းပြည့်စုံပါပြီတကားတော့ တင်ပါဗျာ ဘာရသည်ယခုကဲ့သို့ရွှေနန်းတော်တွင်ကြွရောက်လာခဲ့ခြင်းကဟောဒီသမီးငယ်လေးကသူ့ရဲ့မောင်တော်ကိုတွေ့ချင်းမြင်ချင်းလာပါရဲ့ဆို၍ဘာရသည်လိုက်လံပို့ဆောင်ရခြင်းဖြစ်ပြီတကားတော့ဒီသမီးလေးဤသူဆိုတာသေးကြစွာရှုစားပြီတော့တကားတော့မင်းမြန် မောင်တော်ဖျားပန်းမလာလေမောင်တော်ဖျားရဲ့ပန်းမလာမမှတ်မိတော့ဘူးလားဟမ်ပန်းမလာကိုအရမ်းချစ်တာပဲဆိုမောင်တော်ဖျားပန်းမလာကိုမမှတ်မိတော့ဘူးလားမောင်တော်ဖျားရဲ့ဟမ် မမဖရာတပည့်တော်ဒီတငယ်မောင်မသိပါဗျာ ဟဲ့ပန်းမလားရှင်ဘရင်ကအဘရတဲ့ဒုဗ္ဗသားရဲ့ကျိန်စာကြောင့်မိနေတာသူ့ပေးထားခဲ့တဲ့လက်ဝိတော်ပြလိုက်လေပြလိုက်မောင်ဖျားနှမတော်ပေးခဲ့တဲ့လက်ဝတ်ရတနာလေးရှိတယ်လေမောင်တော်ဖျားရဲ့ရှင်းစားတော်မူပါမောင်တော်ဖျားရဲ့ဘယ်မလဲလို့တော့ လက်ဝတ်ရတနာလေးရှိတယ်ဒီရဝနာလေးအမလာလေးပြေးကြပါဦးမလုပ်ပါနဲ့လုပ်ကြပါဦးရှာကြပါဦး ဘယ်နဲ့ ဟဲ့ရှင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေအောင်ဒါသားလေးရဲ့ဈေးမဟုတ်ဘူးဝေးအားလုံးထိုင်ခါစားကြစမ်း နားလေတာပေါ့တက္ကမလေးနားလေတာပေါ့ဟမ်ဒါဟာဝင်ရင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့မရတဲ့တာလျံဇရက်မဟုတ်တဲ့ရွှေဘုံရွှေနှမ်းပြတ်တာဆိုတာဟာဒီဘာရတဲ့ကောင်းနားလေတာပေါ့တက္ကမလေးဟမ်တ
ချိန်တစ်ခါကဟိမူနတ်ဟန်ကျန်ငန်းဟန်နေနဲ့တိုင်းပြည်ကိုနားလေကစီမံအုပ်ချုပ်မင်းလောက်ခံတတ်တော်ရှင်ဝင်ကြီးပါတတ်တော်ရှင်ဝင်ကြီးပါဟောဒီလိုလူဝင်းကြောင်ဘဝတွေကိုညှင်းဝဲလို့ဟိနာစိတ်စိမ်ယာရုကောင်းတိုင်းကိုစွန့်လို့ပြီးတရားသာနဲ့ပထမဟောဒီလိုယနေ့ရဟန်ဘဝနဲ့တော့အရက်ကိုမှီပြီးတရားအထုတ်နေတာပါဟောဒီလိုပန်းကင်ကလေးထဲမှာတလိษံလေးတွေတောင်မှပြုစုခဲ့ရတဲ့သမီးလေးကိုပန်းရောစတနာတွေကြည့်ပြီးလူသားချင်းစာနာစိတ်နဲ့ဘာရတဲ့ဟောဒီသမီးလေးကိုဒီနန်းတော်ထဲအရောက်ခေါ်လာခဲ့တယ်ဟောဒီသမီးလေးမှာအသင်မင်းတရားကြီးရဲ့ဗရမ ्या ရွှေကျုပ်နှောင်းငုံတော့ရှိနေတော့ပါဗျာမမဗျာဘာရဲ့စကားမပေရှားပါဒီတကယ်ပါဖယားတပည့်တော်ဒီတငယ်မနဲ့ပတ်သက်ခဲ့ဘူးလို့ဗရမ ्या ရွှေကျုပ်နှုတ်ငုံတော်ရင်မှာရတယ်ဆိုရင်မဒီတရားကိုယ်တိုင်စီရင်မှမယ်ဟဲ့မင်းများဖယားကိုတော့အမိန်တော်မှမယ်အမိန်တော်နာမှန်ပါဗျာဒီတငယ်မသည်ကိုရောအားသူဤချစ်သူလင်တော်မောင်ဖြစ်ဆွဆွဲလိပြီပြီးတော့တက်သေးတာရကနဲ့လေလက်ဝတ်တော်ဆိုလို့ဘာမှမပြနိုင်သို့တော်ညာလေဘာသိဒီသူတော်စင်ဘာဖြစ်တဲ့အတွက်မပယ်ရှားလို့တကယ်မှတကုတ်နှစ်သက်ဗရမ ्या ရွှေကျုပ်နှုတ်ငုံတော်အရင်မှရတာကြောင့်ဒီတရားမျိုးသူတစ်ပါးကြတဲ့ကိုရိုင်းစီရင်ခဲ့ကိုလက်ချမမသိကြအောင်ဆောင်းနေကိုရောဘင်းကောင်းဖေပြီးသားပါမင်းရင်တရား10ပါးနဲ့မင်းကြီးတို့တဏှာတက်ညာဝေဖန်ထောက်ရှုဤ6ခုလေးမပြစ်ပင်ပါဒီတော့နန်းတွင်သမားတော်များနဲ့ဒီတငယ်မရဲ့ဂရေသားကိုတိချာတွက်ပါဘရင်သွေးစစ်ခက်လျင်ဆူလာမေဒီမြစ်သားမေတိတ်တမေအဲကမေဒီဗျာလုံနေတာဘုရားတပားနဲ့ရောက်စားပါဒီလိုမှမဟုတ်ပဲဘရင်အသွေးမဖြစ်ခဲ့ပါကအချိန်တို့အတွင်းမှာသမီးတို့ဆုံးဖြတ်ပြီးကိုရဲทีนึงစီစီဂုံတိတ်ခါကိုဒီပါစော်ကားတဲ့အတွက်ကိုရောရွှေချိုးတမရနယ်မြေအတွင်းကတဘောအတွင်းဖတ်စိတ်ချက်လို့မင်းတော့ကိစ္စကိုရောရွှေမျက်နှာတွားတော့မသိဘူးမှန်ပါဗျာမောင်တော်ဗျာချက်ဆက်လိုက်လားမောင်တော်ဗျာဘာရသေးသမီးကိုကဲပါဦးဘာရသေးသမီးကိုကဲပါဦးဝနဘီယနဲ့အနာတူရတို့ရဲ့ဟိုကလေလက်စွပ်တော့မတွေ့ကြအောင်လားကွယ်ကြည့်ကြပါဦးဘယ်မှာကြောက်ပြောက်သွားလဲလို့ဒီကိုအလားပန်းမာလာရောက်ချင်စောနဲ့လှေကိုလက်နဲ့လှော်တော့ကများရေပြုတ်ကြခဲ့တာထင်တယ်လက်စွပ်ကချောင်းနေတော့ကျောင်းတင်ငန်းတော့ကတခါထွက်ကြလို့တခါရှားသေးတယ်လေကဲတော်ကြတော့သမီးတို့တော်ကြတော့မင်းရတော့ဘာမှကိုလှုပ်လို့မရတော့ဘူးသမီးဘာရတဲ့သမီးလေးရဲ့ကောကအပူမီးတွေကိုကူညီပြီးဖြည့်ရှင်းပေးခြင်းတော့လဲဘာရတဲ့လူဝတ်ကြောင်မဟုတ်တော့ဘူးလေသမီးမာကလည်းတခုနှစ်သက်ဖြစ်နေတော့ဟာရတဲ့ကျောင်းသင်ငန်းကိုပြန်ခေါ်သွားဖို့ကြပြန်တော့လေအမြင်မတင်တော့သမီးအမြင်မတင်တော့ဟာရတဲ့တလုံး
သမီးငယ်လေးဒီဘဝရောက်တဲ့ထိကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့တာသမီးမိမကြီးညီဘဝနဲ့ညီကောင်းစီမရအတိုင်းသာခံမေတော့ကွယ်ခံမေတော့ပြရဝလာအနာတူရဘာရတဲ့လုံးကျောင်းသိန်းကိုပြန်မယ်ဘာရတဲ့နေရတော့သမီးနေရပေတော့ပန်းမလာရေဘာရတဲ့ ဝကင်ကျွေးဘာရညာဆိုချုံဝင်းတာငူကျွေးလိုက်အိုးအချစ်ရဲ့တော့မုန်းငယ်မာလာလေမောင်ဖျားဖြစ်ခွာရင်လေရင်ကွေးကြည်ပန်းမလာဓမ္မလေးဘဝတည်းမြည်ပန်းမကိုင်းနဲ့မထိုက်ပါစေပန်းဟုတ်လို့ဝေးတော်ရင်နဲ့ဝေးရရှာလေးမောင်ဖျားဖြစ်ခွာရင်လေရင်ကွေးကြည်ပန်းမလာဓမ္မလေးဘဝမြည်တတ်သည်ပန်းတကိုင်းနဲ့မထိုက်ပါစေပန်းဟုတ်လို့ဝေးတော်ရင်နဲ့ဝေးရရှာလေးမောင်တော်ရင်ဖြစ်ခွာပြေးလို့ချစ်သူညာရင်နှလုံးသားအသေးလေးမရည်တွက်နိုင်အောင်လေကိုယ်ကြည့်ရပြီရာဇအောင်သွေးနဲ့ပတံဘူးထင်နေတော်မဝင်းနဲ့ပန်းသစင်လေးကိုမထိတ်တဲ့ဘူးလားလေမင်းဥပဒေနဲ့မညီရာထူးခုံတွေလဲမမီဖုံးသဘာနေသည်ချစ်တရာပြည့်၍သက်စင်းတဲ့သောမြည်ရသည်ဤကဘာမြည်လို့ဆုံးဆုံးနဲ့အဖုံးပြနိုင်နေပြီကျင်းနာတနာတဲ့သူများရှင်းတော့တွင်ရင်ပွေးမတဲ့ငိုကြွေးမာဒီလေဝရနာလီကိုဝါအဖြစ်ပြီးကတလီဆွေးပါမီတွေ့ရတလီဝေးပါပြီ ပန်းမာလာပန်းမာလာအမိုက်မလိုက်လာခဲ့မိရဲ့အကျိုးမြတ်ကဘာတွေလဲဖာရဲ့တိလဲအဆက်ကွဲလို့ညီးနဲ့ပါခွဲရပြီအမိုက်မရဲ့ညီးရဲ့မောင်တော်ဘယင်ကလဲဖာရဲ့တိမျက်နာထောက်ထားလို့ကြောက်အားပိုသူကိုရွှေကြိုးတတ်မဲ့ရာနေမြေတွင်းကတပဟိုအတွင်းထွက်စေတဲ့ကဲအခုညီးပါဆက်လုံးလေကျောင်းတင်ငန်းကလည်းလက်မခံရွှေနန်းမြေကဝေးလာဝေးလို့ညီးအခုတေရွာပြေးပြီးတော့ပန်းပါလားတေရွာပြေးပြီးတော့
မင်းငယ်စခန်းမကွာလာတယ်ပန်းမာလာပါလားဟဲ့မင်းနကတေချာစွာရှုစားလူလာမြောက်လာချစ်သမီးလူဘွားခီမလလာခဲ့ကြနတ်သမီးတို့မှန်လားပါကျွန်တော်မျိုးမမှားမိခဲ့တဲ့အမားဟာစားဘူးတဲ့အစာတစ်ခုဖြစ်လို့လူပြေကိုပြစ်ကြံရစ်ခဲ့တဲ့သမီးလေးတဘဝမပြီးသေးပါဖေဟာသမီးလေးအေးလေဒါရိန်သာမာတရက်လူတို့အသက်10နှစ်တွေ့လူပြင်းနဲ့လက်ပြင်းအချိန်ကွာမညီတဲ့ချစ်သမီးငယ်လေးအရွယ်ရောက်လာအခုတော့ကပူမီနဲ့တကူနှစ်သက်ဖြစ်နေရှာပြီမို့စောင့်ရှောက်ဖို့အရေးစီစဉ်ပေးမှတော်ပြီတော့မှန်လားပါဖေဟာငွေစာမိခင်ကြီးများထံပြန်လေကပုရေးသမီးမင်းနကစီစဉ်ပေးပါမည်ဖေဟာသမီးလေးရဲ့ခွင့်လွတ်ပါနတ်မေဖေဟာတကယ်တနာကလူပြီးကခွာခဲ့ရပြီမဲ့စုတေကမရခဲ့တဲ့ဘာရတရတိတနာကြုံကတမလွန်ရောက်လို့သွားပြီမို့သမီးရဲ့အပူမီရတဲ့အေးရအောင်ကြောင်တင်ငယ်ပြန်လေပို့မှာမို့ရက်တီစရာကဲပန့်ညီလာခင်းရစီအမောင်တို့